ဒီကင်းကညီမတယောက်မေးထားလို့ဖတ်ထုတ်ကဘယ်လိုကြော်တာလဲဆိုတော့ကျွန်တော်တို့ဒီလိုပေါ့စီလေးထည့်တယ်ရီလေးထည့်တယ်အိုးထဲမှာနေကင်းကရီလက်တိတာတွေကထုတ်လာတယ်ဖတ်ထုတ်လေးတွေကိုဒီစာစီပြီးတော့စီလေးရီလေးထည့်တယ်ပြီးတော့အိုးထဲမှာကျွန်တော်တို့သူ့ကိုနည်းနည်းလေးကြော်သွားဖြစ်သွားအောင်ပေါ့နော်ကျက်သွားအောင်လို့အဖုံးလေး2မိနစ်3မိနစ်လောက်ကျွန်တော်တို့ထည့်အုပ်တယ်ခင်ဗျ2မိနစ်3မိနစ်လောက်အုပ်ပြီးတော့အခုလိုချိန်မြဲကြရင်တော့ဒါစားလို့ရတဲ့အနေထားတော့ရောက်ပြီခင်ဗျကျွန်တော်အခုဖွင့်ပါပြီသူကဒီကမကတ်အုံးနဲ့ကြော်ရတာမကတ်အုံးနဲ့ကြော်မှာအဲ့လိုမျိုးသူမျိုးလေးပေါ့နော်သူကဖင်လေးကမဲမဲအပေါ်ပိုင်းကဖြူတယ်ဒါများသောအားဖြင့်ထိုင်ဝမ်တို့ဂျပန်တို့မှာသုံးတဲ့ကြော်တဲ့နည်းပေါ့နော်တရုတ်တန်းမှာကြော်တဲ့ပုံစံနဲ့တော့မတူဘူးခင်ဗျဒါကျွန်တော်တို့စားလို့ရတဲ့အနေထားရောက်ပါပြီအဲ့ဆိုရင်အောက်ပိုင်းလေးကဟိုကျွတ်ကျွတ်လေးနဲ့ပေါ့နော်အပေါ်ပိုင်းလေးကဟိုအဖြူပိုင်းဆိုနည်းနည်းအပြော့ပေါ့နော်အရသာဒီတရုတ်တန်းအရသာနဲ့မတူဘူးခင်ဗျဒါလေးကိုကျွန်တော်တို့